negative energy ဆိုလို့ရှိရင်တော့လူတိုင်းမကြိုက်ကြဘူးဒီတော့တော်များပေါ့နော် negative energy ကိုရှောင်ကြရတယ်။အချင်းတို့တွေ negative energy ကိုရှောင်တဲ့အခါမှာဆိုလို့ရှိရင်တစ်ခါတလေပြင်ပကအရာတွေပေါ့နော်တစ်ခါလေသူက negative energy ရှိတယ်ဒီနေရာကတော့ negative energy ရှိဒီတော့ကျတော့ဒီနေရာတွေကိုရှောင်ကြရတယ်ပေါ့နော်တကယ်တမ်းကကျတော့ negative energy တွေကပြင်ပကနေပြီးတော့လည်းရှိနေတာဆိုတာလည်းဟုတ်ပါတယ်အရင်ဦးဆုံးအချင်းတို့တွေကိုစီမှာရှိနေတဲ့ negative energy တွေကိုအရင်ဦးဆုံးဖယ်ထုတ်ဖို့လို့အရင်ဦးဆုံးဖယ်ရှားဖို့လိုတယ်ပေါ့ဒီတော့အဲ့ဒါဆိုလို့ရှိရင်ကိုမှာ negative energy ရှိရလားဆိုလို့ရှိရင်တော့ဒီအချက်တွေကလည်းဆက်စစ်လို့ရဘာလဲဆိုလို့ရှိရင်အော်ရှင်တို့တွေကိုယုံကြည်မှုမရှိတာကိုပြောမယ်ဆိုလို့ရှိရင်ကိုကနေပြီးကကြတော့ယုံကြည်မှုမရှိဘူးတိမ်ငယ်တယ်သူများနဲ့ပဲနှိုင်းရှင်ပြီးကကြတော့အမြဲတမ်းကို judgment လုပ်တယ်ငါလုပ်လို့ရှိရင်မဖြစ်နိုင်ပါငါလုပ်လို့ရှိရင်မရနိုင်ပါဘူးငါဆိုလို့ရှိရင်မအောင်မြင်နိုင်ပါစသဖြင့်အရာတွေနဲ့သူများကမဝေဖန်ခင်မှာကိုအရင်ဦးဆုံးဝေဖန်တယ်ကိုအရင်ဦးဆုံးကိုကနေပြီးကကြတော့အပြစ်တင်တယ်ကိုတခုလုံးကြောက်ရွံ့နေဒီလိုမျိုးစသဖြင့်နောက်တစ်ခုကကြတော့ပါလဲဆိုလို့ရှိရင်အော်ရှင်တို့တွေတော်များမှာရှိတတ်ကြပါတယ်ကိုမှဆိုလို့ရှိရင်အားနေတဲ့အရာတွေကိုမြင်တတ်တယ်အားသာတဲ့အရာတွေကိုမိတ်နေတတ်ကြတယ်ပေါ့ပြီးလို့ရှိရင်တော့ရှင်တို့လှတဲ့အရာကိုမိတ်နေပြီးတော့မလှတဲ့အရာပေါ်မှာပဲစိတ်ရောက်နေကြတယ်ပေါ့ဒီလိုမျိုးတွေဖြစ်ပြေကကြတော့ဒီရဲ့အရာတွေအားလုံးကကို negative ဖြစ်စေတာဖြစ်ပါဒီ negative energy တွေကိုကနေပြီးကကြတော့မြင်နေတယ်တွေ့နေတယ်ကို negative တွေနဲ့ပဲနေတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုအော်ရှင်တို့တွေဥပမာပြောမယ်ဆိုလို့ရှိရင်တော့အော်ရှင်တို့ကိုယ့်ရဲ့မျက်နှာမှာပေါ့နော်မလာတဲ့အရာတစ်ခုထားလိုက်ပါဒီအရာတစ်ခုကိုကနေတိုင်းနေကြည့်နေတယ်နေတိုင်းကြည့်ပြီးကကြတော့ဒီနေရာကတော့မလာပါဘူးဥပမာအော်ချင်းဆိုရင်သွားပေါ့နော်အောက်သွားတိတ်မလာတဲ့အခါမှာဆိုရှင်ဟဲ့ငါရဲ့သွားကသူများကြီးလို့လဲမလာဘူးပေါ့ဒီသွားကမလာဘူးဆိုတဲ့အရာပေါ်မှာပဲကိုကနေသွားပြီးကကြတော့အာယုံရောက်နေတယ်ဒီတော့ကြတော့တခြားအရာတွေကိုလုံးမယ်ဆိုလို့ရှိရင်ကိုကယုံကြည်မှုနေသွားအဲ့တော့ဘာလဲဆိုလို့ရှိရင်ဟုတ်ပါရဲ့အော်ချင်းတို့တွေထားလိုက်ပါနေရာတိုင်းမှာလှတဲ့နေရာရှိရဲမလှတဲ့နေရာရှိရဲအားနည်းချက်တွေရှိရဲအားသာချက်တွေရှိအဲ့ဒီတော့ကိုယ့်ရဲ့အားနည်းချက်ကိုပဲမကြည့်နေပဲနဲ့ကိုယ့်ရဲ့အားသာချက်ကိုကြည့်ပြီးကကြတော့ကိုယုံကြည်မှုရှိအောင်ပြန်ပြီးကကြတော့တိဆောက်ဖို့ရန်အတွက်လိုအပ်တယ်ကိုပို့ပြီးခါကြတော့ self love ဖြစ်ဖို့အတွက်လိုအပ်တယ်ကို negative energy တွေမပေးဖို့ရန်အတွက်လိုအပ်ပါတယ်ဒါကြောင့်မလို့ကိုယ်မှာရှိနေတဲ့ negative energy တွေကဘာတွေလဲဆိုတဲ့ဟာကိုကိုတိုင်းတေချာလေးစမ်းစစ်ကြည့်ပြီးကကြောင့်ကိုတိုင်းဂျာနယ်ချရေးတာပဲဖြစ်ပေါ့နော်ကိုတိုင်းကိုရဲ့စိတ်ကလေးကိုတေချာလေးကြည့်ပြီးကကြတော့ကိုမှာဘာတွေရှိနေသူများကိုပြောတဲ့အရာမဟုတ်ဘူးကိုမှာကိုယုံကြည်မှုမရှိတာကို judgment လုပ်နေတာဒီအရာတွေက negative energy တွေဖြစ်ပါဒီအရာတွေကိုလက်ခံပြီးတော့ဖြည်းဖြည်းချင်းနဲ့ short ချသွားမယ်ဆိုလို့ရှိရင်တော့ negative energy တွေကွင်းဝေးသွားမှာဖြစ်ပါတယ်အော်ချင်းကတော့ energy တွေလားအော်ချင်း